ကျွန်တော်ငယ်ငယ်တုန်းကလူကြီးဖြစ်ချင်တာအရန်ပဲအလေရန်ကျောင်းတက်နေတော့9တန်းလား10တန်းလားတော့မမှတ်မိတော့ဘူးဒါပေမဲ့မြင်လူကြီးဖြစ်ရင်ကောင်းပါပဲလို့မကြာခဏတွေးခဲ့တာတော့မှတ်မိအဲတော့ကကျွန်တော်အမြင်မှာလူကြီးဘဝဆိုတာအရင်မိုက်တယ်ကိုဆုံးဖြတ်ချင်တာဆုံးဖြတ်လို့ရတယ်ဝယ်ချင်တာဝယ်လို့ရတယ်သွားချင်တဲ့နေရာသွားလို့ရတယ်လူကြီးဖြစ်သွားမှပဲဘဝအစစ်ကစတော့မယ်လို့ကျွန်တော်ထင်ခဲ့တာဒါပေမဲ့အဲ့ဒီချိန်တုန်းကတစ်နှစ်ဆိုတာအရန်ကိုကြာလွန်းတယ်လို့ခံစားရတယ်တကယ်တော့အခုဒီမမိနေသေးတဲ့နေရာဒီတစ်ခုရှိတယ်ကျွန်တော်ကြီးပြင်းလာတဲ့နေရာမှာနေရာတွေအကြောင်းပိတ်ရအများစုကမီးမလာဘူးနေတိုင်းလို့အိမ်ပြင်ကမီတာစီကိုသွားပြီးတော့ display ကိုကြည့်တယ် voltage လက်တန်က0မှာဆိုရင်တော့မီးမလာဘူးပေါ့ခဏနေတော့ပြန်ကြည့်တယ်0ပဲနောက်တစ်နေ့နေရင်ထပ်ကြည့်တယ်0ပဲဒီနေ့တော့မီးလာလောက်ပြီးဆိုပြီးတော့မျောလင်းချက်နဲ့အဲ့ဒီမီတာကိုကျွန်တော်ခဏတော့ပြန်ကြည့်နေခဲ့တယ်ခုပြန်စဉ်းစားကြည့်တော့အဲ့ဒီမီးပြတ်တာကနွေရာသီ3လဒါပေမဲ့အဲ့ဒီချိန်ကိုခုပြန်စဉ်းစားကြည့်လိုက်တဲ့ခါကျတော့အဲ့ဒါကတစ်နှစ်လောက်ကြာသလိုခံစားကလေးတယောက်အတွက်3လဆိုတာကအဆုံးမရှိသလိုရှည်လျားနေခဲ့တယ်နွေရာသီကဘယ်တော့မှကုံဆုံးတော့မှမဟုတ်ဘူးလို့တော့ကျွန်တော်ထင်ခဲ့ဘူးတယ်အခုအချိန်ကိုပြန်ကြည့်မယ်ဆိုရင်ကျွန်တော်အသက်31ရှိပြီမနေ့ကကျွန်တော်လှုပ်ထွက်ခဲ့တယ်အဲ့ဒီချိန်တုန်းကတော့ဒါကျွန်တော်ဘဝရဲ့ chapter တစ်ခုစတင်တာလို့ပဲခံစားရတယ်အစီအစဉ်တွေလည်းအများကြီးရှိတယ်ကိုပါရာတခုခုတိစောက်ချင်ခဲ့တယ်နှစ်ပေါင်းများစွာလိုချင်နေခဲ့တဲ့လွတ်လပ်မှုကိုနောက်ဆုံးတော့ရတော့မယ်လို့ထင်ခဲ့တယ်ဆိုတော့ပြက်ကလေးကိုပြန်ကြည့်လိုက်ရင်အလုပ်ထွက်ခဲ့တာ14လနီးပါးတောင်ကုန်သွားခဲ့ပြီကျွန်တော်ရဲ့ပထမဆုံးတုံ့ပြန်မှုကအံ့ဩတာမဟုတ်ဘူးဘယ်လိုလုပ်ပြီးတော့ဒီလောက်တောင်မြန်သွားတာလဲတကယ်ကိုမနေ့တနေ့လို့ခံစားရတယ်ဟိုထူးဆန်းတာကအသက်25နှစ်ကနေပြီးတော့32နှစ်အထိကိုကုန်ခဲ့တဲ့အချိန်တွေကိုအခုပြန်စဉ်းစားကြည့်တော့6နှစ်လို့တော့မခံစားဘူးအဲ့ဒီအချိန်တွေကတစ်နှစ်ချင်းစီတီးတန့်မဟုတ်တော့ဘဲနဲ့အားလုံးရောသွားတယ်လို့ပဲတယောက်ယောက်ကကျွန်တော်မသိလိုက်ပဲစာအုပ်ထဲက chapter တချို့ကိုကြော်ဖတ်လိုက်တယ်လို့ခံစားရတယ်အဲ့ဒီချိန်မှာပဲကျွန်တော်စသွေးမိတာကဘာတွေဖြစ်သွားတာလဲကလေးဘဝတော့က3လဆိုတာကအဆုံးမရှိသလိုကြာရှည်နေခဲ့တယ်အခုတော့နှစ်တစ်နှစ်လုံးတောင်မှပဲကိုတတိမထားမိလိုက်ခင်မှာပျောက်ကွယ်သွားသလိုဖြစ်နေတယ်ပြက်ကလေးကတော့မပြောင်းလဲဘူးတစ်နှစ်ကအခုထိတစ်နှစ်ပဲအချိန်3လကလည်းအခုထိ3လပဲဒါဆိုအချိန်ကဘာလို့အခုလိုကွာခြားသွားတာလဲပုံရေးကြီးတာကကျွန်တော်ကလေးဘဝတော့ကလူကြီးမြင့်မြတ်ဖြစ်ချင်လို့စူတောင်းခဲ့တယ်ဒါပေမဲ့အခုလိုလူကြီးဖြစ်လာတဲ့အချိန်မှာတော့အချိန်ကိုနည်းနည်းလေးပဲဖြစ်ဖြစ်နှီးသွားစေချင်နေပြန်တယ်ဒါနဲ့ကျွန်တော်အဖြေကိုစားရှာကြည့်တယ်အစပိုင်းမှာတော့ဒီကိစ္စအတွက်ရိုးရှင်းတဲ့အဖြေတစ်ခုတော့ရှိမယ်လို့ထင်ခဲ့တာဖြစ်နိုင်တာကအသက်ကြီးလာတာနဲ့အမျှကျွန်တော်တို့ရဲ့အုံနောက်ကအချိန်ကိုခံစားတဲ့ပုံစံပြောင်းလဲသွားတာများလားပေါ့ဒါပေမဲ့ဖက်လေလေးသဘောပေါက်လာတာကဒီမေကွန်းအတွက်အဖြေတစ်ခုတည်းမရှိဘူးဆိုတာပဲရှင်းပြချက်အမျိုးမျိုးရှိနေတယ်ကျွန်တော်ပထမဆုံးတွေ့တဲ့ရှင်းပြချက်ကတော့ထင်ထားတာထက်တောင်မှတင်ချပူဆန်နေတယ်စိတ်ပညာရှင်တချို့ရဲ့အဆိုအရအသက်ကြီးလာတာနဲ့အမျှတစ်နှစ်ဆိုတာပိုတူလာသူတို့ခံစားရတာကအဲ့ဒီတစ်နှစ်ဟာကိုယ့်ဘဝတစ်ခုလုံးနဲ့နှိုင်းယှဉ်လိုက်ရင်အချိုးစားပိုသေးသွားလို့ပါတဲ့ဥပမာစဉ်းစားကြည့်ပါအသက်9နှစ်ပဲရှိတဲ့ကလေးတယောက်အတွက်တစ်နှစ်ဆိုတာကသူ့ဘဝတစ်ခုလုံးရဲ့20%တောင်ရှိတယ်ဒါပေမဲ့အသက်30နှစ်ရှိတဲ့လူတယောက်အတွက်တော့တစ်နှစ်ဆိုတာကသူ့ဘဝရဲ့3%လောက်ပဲရှိတော့ပြက်ကလေးကတော့မပြောင်းလဲဘူးဒါပေမဲ့ကျွန်တော်တို့အုံနောက်ကနှိုင်းယှဉ်ရမယ့်အချိန်ကာလပို့ပြီးတော့ရှည်လျားလာပြီအဲ့ဒီရှင်းပြချက်ကိုဖတ်လိုက်တာနဲ့ကျွန်တော်ကတော့ဟုတ်သားပဲလို့ခံစားလိုက်ရတယ်ဒါပေမဲ့မိကုံးအသစ်တစ်ခုထပ်ပေါ်လာပြန်တယ်တကယ်တော့အဲ့ဒါကအကြောင်းရင်းဆိုလို့ရှိရင်ကလေးဘဝတော့က3လလေးကဘာလို့အဆုံးမရှိတယ်လို့ခံစားခဲ့ရတာလဲတစ်နှစ်အပြည့်တော့မဟုတ်ခဲ့ဘူးလေဒါနဲ့ကျွန်တော်ဆက်ရှာကြည့်တယ်အဲ့ဒီနောက်မှာတော့နောက်ထပ်ရှင်းပြချက်တစ်ခုကိုတွေ့ခဲ့တယ်ကလေးဘဝမှာတော့ပထမဆုံးကြုံရတဲ့အတွေ့အကြုံတွေကအယမ်းများတယ်ပထမဆုံးကျောင်းစတက်တဲ့နေ့စပိန်ပထမဆုံးစီးတဲ့နေ့အချစ်ဆုံးတငယ်ချင်းပထမဆုံးရတဲ့နေ့ညနေတဲ့အထိပထမဆုံးမအိပ်ဖဲနဲ့နေခဲ့ဘူးတဲ့နေ့ပထမဆုံးအသေးကွဲဘူးတဲ့ချိန်အပတ်တိုင်းလို့အသစ်ဆက်အတွေ့အကြုံအသစ်တွေနဲ့ကြုံတွေ့နေရတယ်ဒါပေမဲ့လူကြီးဘဝကိုရောက်လာတော့နေစဉ်ဘဝကအများအားဖြင့်တော့ထက်ခါပဲဖြစ်နေတယ်အိယာထားတယ်အလုပ်သွားတယ်အိမ်ပြန်တယ်အိတ်တယ်ပြီးရင်တော့နောက်နေ့လည်းအဲ့တိုင်းပဲထပ်ဖြစ်တယ်အဲ့ဒီခါမှာကျွန်တော်တို့ရဲ့အုံနောက်ကအရာအလုံးကိုအရင်လောက်တည်တည်ချာချာအာရုံစိုက်နေဖို့မလိုတော့ဘူးဘာလို့လဲဆိုတော့အများစုကပြင်ဖူးပြီးတာကြုံဖူးပြီးတာတွေဖြစ်နေပြီသူတည်တည်ရဲ့အဆိုအရဆိုရင်ဒီအချက်ကအရေးကြီးတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ရဲ့အုံနောက်ကအသစ်ကြုံရတဲ့အတွေ့အကြုံကိုယဉ်နေပြီးသားအတွေ့အကြုံတွေထပ်ပို့ပြီးတော့အသေးစိတ်မှတ်ထားတတ်လို့ပဲတ
စ်ဆန်မတရားတွေများများဖန်တီးနိုင်လေအချိန်ကာလကိုပြန်ကြည့်တဲ့အခါပို့ပြီးတော့ပြပြဝဝရှိခဲ့တယ်လို့ခံစားရလေဖြစ်တယ်အဲ့ဒီရှင်းပြချက်ကလည်းယုံကြည်ရတယ်လို့ပဲထင်ရတယ်ဒါပေမဲ့တခုခုကတော့အခုထိမကိုက်ညီသေးဘူးမနစ်ကကျွန်တော်အလုပ်ထွက်ခဲ့တယ်အဲ့ဒီနောက်မှာတော့ကျွန်တော်ဘဝကအရင်ကနဲ့လုံးဝမတူတော့ဘူးနေ့စဉ်လုပ်တဲ့အလုပ်တွေကလည်းအရင်တိုင်းမဟုတ်တော့ဘူးနေ့တိုင်းတူညီတဲ့ဘဝကိုပဲထက်ခါနေခဲ့တာလည်းမဟုတ်ဘူးတနည်းအားဖြင့်ပြောရရင်အဲ့ဒါကနှစ်ပေါင်းများစွာအတွင်းမှာကျွန်တော်လုပ်ခဲ့တဲ့အကြီးမားဆုံးအပြောင်းလဲတွေကတခုပဲဒါပေမဲ့အဲ့ဒီ14လကလည်းအံ့ဩစရာကောင်းလောက်မြင်ပဲကုန်သွားခဲ့တယ်ဒါဆိုရင် routine ပြောင်းလဲသွားတာတခုတည်းနဲ့တော့ဒီကိစ္စကိုမရှင်းပြနိုင်သေးဘူးအဲ့ဒီချိန်မှာနောက်ထပ်စိတ်ဝင်စားစရာအယူအဆတစ်ခုကိုကျွန်တော်တွေ့ခဲ့တယ်စိတ်ပညာရှင်တချို့ကအချိန်ကိုဖြတ်တန်းနေရတဲ့အသွေးကြုံနဲ့အချိန်ကိုပြန်မှတ်မိတဲ့ပုံစံတိကျခွဲခြားပြီးတော့ပြောကြတယ်ဒီနှစ်ခုကအမြဲတမ်းတော့မတူဘူးဥပမာလူတန်းရှည်ကြီးထဲမှာစောင့်နေတဲ့အချိန်ကိုစဉ်းစားကြည့်ပါအဲ့ဒီနေရာမှာရက်ပြီးတော့စောင့်နေတော့ကတော့10မိနစ်ချင်းစီကအရန်ကိုကြာလုံးတယ်လို့ခံစားရတယ်ဒါပေမဲ့တစ်ပတ်လောက်ကြာသွားပြီးတော့အဲ့ဒီအချိန်ကိုတိတ်တောင်မမှတ်မိတော့အခုနောက်ထပ်ဥပမာတစ်ခုကိုစဉ်းစားကြည့်မယ်အရန်ပျော်စရာကောင်းတဲ့ခရီးတစ်ခုကိုသွားနေတဲ့အချိန်အဲ့ဒီမှာရှိနေတော့ကတော့နေ့ရက်တွေကခဏလေးနဲ့ကုန်သွားတယ်လို့ခံစားရတယ်ဒါပေမဲ့နှစ်တွေကြာပြီးတော့မှပြန်စဉ်းစားကြည့်တဲ့အခါအဲ့ဒီခီးကအမတ်တရတွေနဲ့အရန်ပြည့်နေတယ်လို့ခံစားရတယ်။ဘာလို့လဲဆိုတော့အဲ့ဒီအချိန်အတွင်းမှာအဖြစ်အပျက်တွေအများကြီးဖြစ်ခဲ့လို့ပဲ။တနည်းအားဖြင့်ပြောရရင်အချိန်ကိုလက်ရှိအခိုက်အတန့်မှာစဉ်းစားရတဲ့ပုံစံနဲ့နောက်ပိုင်းမှာပြန်အမတ်ရတဲ့ပုံစံကအများရန်တူနေမှာမဟုတ်ဘူး။အဲ့ဒီချက်ကကျွန်တော်ကိုအတော်လေးအံ့ဩစေခဲ့တယ်။ဘာလို့လဲဆိုတော့ကျွန်တော်အရင်ကသတိမထားမိခဲ့တဲ့အရာတစ်ခုကိုအဲ့ဒါကရှင်းပြပေးလိုက်လို့ပဲ။ကလေးဘဝတော့ကမီးပြန်လာမယ့်နေ့ကိုစောင့်ရတာကအဆုံးမရှိတယ်လို့ခံစားရတယ်။နေ့တိုင်းမိသားကိုသွားကြည့်တယ်။နေ့တိုင်းဒီနေ့တော့မီးလာလောက်ပြီဆိုပြီးတော့မျှော်လင့်နေတယ်။အဲ့ဒီအချိန်မှာကျွန်တော်အာရုံစိုက်နေတာကအချိန်ကိုယ်တိုင်ပဲ။တနာရီချင်းစီကအရေးကြီးတယ်။တရက်ချင်းစီကအရေးကြီးတယ်။ဖြစ်နိုင်တာကအဲ့ဒါကြောင့်ပဲအဲ့ဒီ3လကကျွန်တော်ရဲ့မှတ်ဉာဏ်ထဲမှာအရန်ရှည်လျားနေခဲ့တာ။ဒါပေမဲ့လူကြီးဖြစ်လာတော့နေ့ရက်တွေကုန်သွားနေတာကိုကျွန်တော်တို့သိတတိမထားမိတော့တပတ်ကတိတ်လေးနဲ့တစ်လဖြစ်သွားတယ်။တစ်လကတိတ်လေးနဲ့တစ်နှစ်ဖြစ်သွားတယ်။တခါတလေပြက်ကလေးကကျွန်တော်တို့ရဲ့အာယုံထက်တောင်မှပို့ပြီးတော့မြင်မြန်ရွေ့နေတယ်လို့ခံစားရတယ်။ဒီရှင်းပြချက်တွေအားလုံးကိုဖတ်ပြီးတဲ့နောက်မှာတော့အသက်ကြီးလာတာနဲ့အမျှအချိန်ကဘာလို့ပိုမြန်သွားရတာလဲဆိုရက်မိခွန်းအတွက်အကြောင်းရင်းတစ်ခုတည်းရှိတယ်လို့တော့ကျွန်တော်တို့မထင်ဘူး။ဖြစ်နိုင်တာကအကြောင်းရင်းတွေအများကြီးပေါင်းဆက်နေတဲ့ရလဒ်ပဲ။ကလေးဘဝတော့ကတစ်နှစ်ဆိုတာကကျွန်တော်တို့ရဲ့ဘဝရဲ့ပူကြီးတဲ့အစိတ်ပိုင်းတစ်ခုဖြစ်တယ်။အရာအလုံးကအသစ်တွေကြီးပဲနေ့တိုင်းလို့အသစ်ဆန်းတွေကိုအာရုံစိုက်နေတယ်နောက်လာမယ့်မွေးနေ့ကိုမျှော်နေတယ်နောက်လာမယ့်ကြောင်းပရက်ကိုစောင့်နေတယ်စိတ်လှုပ်ရှားစရာတစ်ခုခုဖြစ်လာမယ့်အချိန်ကိုစောင့်နေခဲ့တယ်ဒါပေမဲ့လူကြီးဖြစ်လာတဲ့အခါဘဝကတဖြည်းဖြည်းနဲ့ရင်းနှီးလာတယ်နေ့ရက်တိုင်းကိုတိတိကျကျသတိမထားမိတော့ဘူးကျွန်တော်တို့ရဲ့အုံနောက်ကပထမဆုံးဆိုတဲ့အမတ်တရားအသစ်တွေကိုအရင်လောက်မှတ်တမ်းမတင်တော့ဘူးအဲဒါကြောင့်ပြန်လဲကြည့်တဲ့အချိန်မှာဒီသက်မှတ်မိစရာအမတ်တရားရဲ့လို့နဲလာပြီးတော့နှစ်တွေကတစုတစည်းတည်းဖြစ်သွားတယ်လို့ခံစားရတာဖြစ်နိုင်တယ်။ဒါတွေကအချိန်ကတကယ်မြန်လာတယ်လို့မဆိုလို့ဘူး။ဆိုလိုတာကအချိန်ကိုကျွန်တော်တို့ခံစားရတဲ့ပုံစံကပြောင်းလဲသွားတယ်။ထူးဆန်းတာကကျွန်တော်တို့ရဲ့အုံနောက်ကအချိန်ကိုတိုင်းတာမဟုတ်ဘဲနဲ့ဘဝကိုတိုင်းတာနေတာ။ရပ်ပေါင်းဘလောက်ကုံဆုံးသွားသလဲဆိုတာနဲ့မဟုတ်ဘဲနဲ့မမိနေတဲ့အခိုက်အတန့်ဘလောက်ရှိသလဲဆိုတာနဲ့တိုင်းတာနေတာ။ကျွန်တော်ထင်တာကတော့အဲ့ဒါကြောင့်ပဲကလေးဘဝကအရန်ရှည်လျားတယ်လို့ခံစားရတယ်။အချိန်ပိုရခဲ့လို့မဟုတ်ဘူး။အချိန်ကိုပိုပြီးတော့သတိထားခဲ့မိလို့ပဲ။အဲ့ဒီနောက်မှာတော့ကျွန်တော်နောက်ထပ်အရာတစ်ခုကိုသတိထားမိတယ်။လူကြီးဖြစ်လာတော့မှအချိန်တွေကဘာလို့ကုန်တာမြန်နေတာလဲ။ကလေးဘဝတော့ကကျွန်တော်ကအချိန်ကိုမြန်မြန်ကုန်သွားစေချင်ခဲ့တယ်။လူကြီးမြန်မြန်ဖြစ်ချင်နေခဲ့တာ哦။ဒါပေမဲ့အခုတော့အချိန်ကိုနည်းနည်းလောက်ဖြစ်ဖြစ်နှီးသွားစေချင်နေပြန်တယ်။ပြောင်းလဲသွားတာကအချိန်မဟုတ်ဘူးပြောင်းလဲသွားတာကကျွန်တော်တို့ရဲ့စန္ဒရှေးဂရိပညာရှင်ဆာခရတီကိုရည်ညွှန်းပြီးတော့လူတွေမကြာခဏပြောလို့ရှိတဲ့စကားတစ်ခုရှိတယ်။စင်ချင်မသုံးသပ်ထားတဲ့ဘဝဟာအသက်ရှင်ဖို့မထိုက်တန်ဘူး။ဒီစကားကအပြည့်အဝမှန်တယ်လို့ယုံကြည်မှယုံလိမ့်မယ်။ဒါပေမဲ့ဒီစကားထဲမှာတန်ဖိုးရှိတဲ့အသွေးတစ်ခုတော့ပါနေတယ်လို့ကျွန်တော်ထင်တယ်။ပြီးတော့စန့်ကျင်ဘက်ကနေလည်းပြန်စဉ်းစားကြည့်လို့ရမယ်ထင်တယ်။ကျွန်တော်တို့သတိမထားမိတဲ့ဘဝတစ်ခုကကျွန်တော်တို့မသိလိုက်ခင်မှာပဲတိတ်တိတ်လေးပျောက်ကွယ်သွားနိုင်တယ်။ကျွန်တော်ထင်တာကတော့အဖြေကအချိန်ကိုနှီးသွားအောင်ကြိုးစားတာမဟုတ်ဘူး။အဲ့ဒါကိုကျွန်တော်တို့မလုပ်နိုင်ဘူး။တကယ်လို့ကျွန်တော်တို့လုပ်နိုင်ရင်တောင်မှပဲလုပ်ချင်မှလားဆိုတာမသိကြဘူး။ဘဝဆိုတာကရှေ့ကိုပဲဆက်သွားမှာ
လူတွေကြီးပြင်းလာရမယ်ကလေးတွေကနေလူကြီးတွေဖြစ်လာမယ်မိဘတွေအသက်ကြီးလာရမယ်ရာသီတွေကပြောင်းလဲနေရမယ်ဒါကအသက်ရှင်နေတဲ့ဘဝရဲ့တဘာဝပဲဖြစ်နိုင်တာကရီမန်းချက်အစ်စ်ကအချိန်ကိုနှေးသွားစေတာမဟုတ်ဘူးလက်ထဲကနေတဖြည်းဖြည်းနဲ့ဖြတ်တန်းသွားနေတဲ့ဘဝကိုတတိထားမိနိုင်လောက်အောင်နုံနုံကြကြနဲ့အသက်ရှင်နိုင်ဖို့ပဲဖြစ်တယ်ဘာလို့လဲဆိုတော့တနေ့နေ့မှာကျွန်တော်တို့တွေကဒီနေ့ကိုပြန်ကြည့်တဲ့အခါမှာကလေးဘဝကိုပြန်ကြည့်နေသလိုပဲအဲ့ဒီချိန်တွေကဘယ်ရောက်သွားတာလဲလို့မေးမိနေအောင်ပါပဲဒါဆိုကျွန်တော်တို့မေးတဲ့မေးခွန်းကအချိန်ကိုဘယ်လိုနှေးအောင်လုပ်ရမလဲဆိုတာမဟုတ်ဘူးဖြစ်နိုင်တာကဒီနေ့ကိုနောက်တစ်ချိန်ပြန်တရိရမယ့်နေ့တစ်နေ့ဖြစ်အောင်ကျွန်တော်တို့ဘယ်လိုအသက်ရှင်ရမလဲဆိုတာဖြစ်နိုင်တယ်ဆိုတော့နောက်ဆုံးအနေနဲ့မေးခွန်းလေးတစ်ခုလောက်မေးချင်ပါတယ်လွန်ခဲ့တဲ့9နှစ်ကိုပြန်ကြည့်လိုက်မယ်ဆိုရင်အဲ့ဒီနှစ်တွေကအမတ်တရတွေနဲ့ပြည်နေတယ်လို့ခံစားရလားဒါမှမဟုတ်ရင်တိတ်တိတ်လေးနဲ့ပျောက်ကွယ်သွားသလိုပဲခံစားရလားဖြစ်နိုင်တာကအဖြေကအချိန်နဲ့တိတ်မဆိုင်ဘူးအဖြေကအဲ့ဒီအချိန်ကိုခမားဘယ်လိုအသက်ရှင်ခဲ့တယ်လဲဆိုတာနဲ့ပိုဆိုင်နေမယ်လို့ပဲထင်ပါတယ်